အားလုံးပဲမင်္ဂလာပါ My Treasures by Billy Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးအောင်မှာဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှ don't နဲ့ပတ်သက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်မလုံးနဲ့ဆိုတဲ့ဟာမျိုးကိုပြောတဲ့ sentence လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်မဆက်စုနဲ့ don't be nosy ပြဿနာမရှာနဲ့ don't make trouble မနာလိုမဖြစ်နဲ့ don't be jealous မမိုက်ပါနဲ့ don't be silly ကြကြောင်မလုပ်ပါနဲ့ don't be grumpy ကဲဒီ sentence လေးတွေကိုတည်သွားပြီလို့ထင်ပါတယ်အဲ့တော့ကြောင်မကြနဲ့မယူပါနဲ့မဆက်စုနဲ့မနာလိုမဖြစ်နဲ့ပြဿနာမရှာနဲ့ဒါတွေကိုဘယ်လိုပြောလဲဆိုတာကိုဒီကနေ့သိသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးကအားလုံးတို့အကျိုးရှိရဆိုရင် like and share လေးလုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေကြားလို့ရှရင်ပြန်ပြီးတော့မှတွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်